ကိုယ့်ရဲ့ပြည်သူပြည်သားကိုအကောင်းဆုံးအုပ်ချုပ်နိုင်တဲ့ခေါင်းဆောင်ကိုကျွန်တော်တို့ကလိုချင်တယ်ဒီရွေးကောက်ပွဲကပြီးမြောက်သွားပြီဆိုရင်ဒီဘယ်လိုပြောရမလဲမြန်မာနိုင်ငံတော့တမျိုးမျိုးမဟုတ်တော့တမျိုးမျိုးပြောင်းလဲလာမယ်လို့ကျွန်တော်တို့အယုံကြည်ပါတယ်ကျွန်တော်အဲ့ဒါတော့ကိုယ်စားလှယ်လောင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်မှာပေါ့ဗျာနော်ပါတီကိုတော့ကျွန်တော်တို့ကြည့်မှုတော့မရှိပါဘူးကိုယ်စားလှယ်လောင်းတော့ကိုယ့်ရဲ့ရက်ရွာကိုအကျိုးပြုမဲ့လူဆိုရင်ကျွန်တော်တို့တော့လဲထည့်ပေးပါပါမယ်ဟုတ်ကဲ့ပါကျွန်တော်တိုင်းပြည်မှာပညာရေးနံပါတ်1ကကျန်းမာရေးစီးပွားရေးအဲ့ဒီ3ချက်ကအရေးကြီးပါတယ်ဘယ်သူတက်ဘယ်သူအုပ်ချုပ်ကျွန်တော်တော့ဘာမှတိတ်ပြောရှာလို့မလိုပါဘူးလက်ခံပါတယ်ကျွန်တော်တို့လည်းကြိုးဆိုပါတယ်ကျမတို့ပြည်သူတွေကပေါ့ဒီမိုကရေစီကိုလိုလားကြတဲ့အတွက်အသက်16နှစ်ပြည့်တဲ့သူတိုင်းမဲပေးယူကိုတွားပြီးတော့မဲပေးစေချင်ပါတယ်ရှင်ကိုယ်စလဲလောင်းတွေပါတီတွေပြောရမယ်ဆိုရင်လေကျမတို့အဲ့ဒါအတိကအယူအဆွဲတော့မရှိဘူးပေါ့နော်ဒါပေမဲ့အမတိကကိုယ်စလဲလောင်းဆိုရင်အမှန်တကယ်ပဲအလုတ်လုတ်တဲ့သူပေါ့နော်အမှန်တကယ်အလုတ်လုတ်တဲ့သူကိုကျင့်တရားကောင်းတဲ့သူပြီးတော့အမှန်တကယ်ပြည်သူတွေအပေါ်မှာကြည်တက်တဲ့သူဆိုကျမတို့ဘယ်သူမှဆိုတော့ဘယ်လူမျိုးဆိုကျမတို့ကတော့ရွေးချယ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာနေတဲ့တဲ့ကြောင့်ဘယ်သူတက်ကျွန်တော်အဖေပါပဲဖြစ်နိုင်ရင်တော့ဒီပညာအရေးချင်းပြဝတဲ့လူအသေးပေါ်ရှိတဲ့လူဘုလူကကျေဝတဲ့လူနဲ့အများအကျိုးတက်ကြည့်ပြီးတော့နိုင်ငံတော်အုပ်ချုပ်နိုင်မဲ့လူနေတန်းလိုလားပါတယ်ညီမလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဆရာညီမလေးနာမည်လေးမိတ်ဆက်ပေးပါဦးကျွန်မရဲ့နာမည်ကတော့ Esther ဖြစ်ပါတယ်ကျွန်မကပေးဆိုင်ဝရွာမှာနေထိုင်တဲ့သူဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဇင်ဘာ28ရက်နေ့မှာထူထူရွေးကောက်ပွဲပြုလုပ်တော့မှာဖြစ်တဲ့အတွက်ဒီတိုင်းရင်းသူတယောက်အနေနဲ့လေသူရွေးကောက်ပွဲပေါ်ဘယ်လိုမြင်လဲဆိုတာလေးတစ်ချက်တော့ပြောပြပေးပါလားဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာဆိုရင်ကျွန်မရဲ့အမြင်မှာဆိုရင်ဒါကြတော့လူတဦးတယောက်နဲ့လောက်တဲ့အရာမဟုတ်တဲ့ကြောင့်လူအဖွဲ့အစည်းအကြီးအကဲတွေအားလုံးပူးပေါင်းမှဒီရွေးကောက်ပွဲကိုလုပ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကပြီးမြောက်သွားပြီဆိုရင်ဒီဘယ်လိုပြောရမလဲမြန်မာနိုင်ငံတော့တမျိုးမျိုးမဟုတ်တော့တမျိုးမျိုးပြောင်းလဲလာမယ်လို့ကျွန်တော်တို့အယုံကြည်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ရွေးကောက်ပွဲကဒီညီမတို့တိုင်းသားတွေအတွက်အကျိုးရှိတယ်လို့ယုံကြည်ပါသလားဗျဒါကြတော့အများဆရာကလည်းအကျိုးရှိအောင်လုပ်တဲ့အရာဆိုတော့ဒီရွေးကောက်ပွဲကောင်းမှုဆိုပြီးသွားတဲ့နောက်ပိုင်းတော့အကောင်းဆုံးတော့အကျိုးရှိမယ်လို့တော့ကျွန်တော်တို့ကယူကြည့်တယ်ဟုတ်ကဲ့ပါတကယ်လို့ဒီညီမတို့ဒေတာမှာရွေးကောက်ခံတဲ့ကိုယ်စားလှယ်လောင်းတွေကိုဘလို့အရေးချင်းမျိုးရှိတဲ့ကိုယ်စားလှယ်လောင်းမျိုးတွေဖြစ်စေချင်ပါလဲဗျကျမလိုချင်တဲ့ဟိုပေါ့ကိုယ့်ရဲ့နိုင်ငံကိုအုပ်ချုပ်တဲ့သူကအကြီးအကဲကမေတ္တာနဲ့စေတနာပေါ့တရားနဲ့တရားဂျီနာချင်းထားတတ်တဲ့လူနားလည်မှုပေါ့အပြည့်အလားနားလည်တတ်တဲ့သူနဲ့ပညာရှိတဲ့သူကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့ပြည်သူပြည်သားကိုအကောင်းဆုံးအုပ်ချုပ်နိုင်တဲ့ခေါင်းဆောင်ကိုကျွန်တော်တို့ကလိုချင်တယ်။ဘာကြောင့်ဆိုကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်တဲ့အခါမှာပညာရေးလဲသူများနဲ့အရန်ဖိနောက်ကျနေတဲ့အတွက်ကြောင့်ပညာရေးလက်ပတ်ဆက်တွေရေးအမျိုးမျိုးပေါ့စီးပွားရေးအစပေါ့အမျိုးမျိုးကျွန်တော်တို့ကအမြင်နဲ့ထုတ်ဖောက်နိုင်တဲ့ခေါင်းဆောင်ကိုကျွန်တော်တို့ကညှို့လစ်တယ်ဆရာ။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်မဆိုလိုချင်တာအရင်ချင်းရှိတဲ့ခေါင်းဆောင်မျိုးကိုမဲပေးမယ်လို့ဆိုလိုချင်တာလားဗျဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါဒါဆိုရွေးကောက်ပွဲကနေကြော်ဖြတ်လာမဲ့အစိုးရမျိုးကြတော့ရှင်ဘယ်လိုအစိုးရမျိုးဖြစ်စေချင်လဲဗျဒါကြောင့်အကောင်းဆုံးမဲ့ကျွန်တော်တို့ရွေးချယ်သွားမှာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗာများဖြစ်ဆက်ပြောချင်နေတော့ဗျဒီဟာရွေးကောက်ပွဲပြီးသွားပြီဆိုရင်တကယ်ပဲကိုယ့်ရဲ့ပြည်သူပြည်သားကိုစာနာမှုနဲ့ကျွန်တော်တို့ချစ်ချစ်မြတ်တာအဖြစ်ဒီနိုင်ငံကိုအကောင်းဆုံးပြောင်းလဲသွားမယ်လို့ကျွန်တော်တို့ကယုံကြည်ပါတယ်ကျွန်တော်တို့ယုံကြည်တဲ့အတိုင်းအကောင်းဆုံးဖြစ်ဖို့ရတဲ့ကျွန်တော်တို့ကတရားနဲ့မေတ္တာရက်ခံခြင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါခုလိုချစ်ကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာပါကိုဟုတ်ကဲ့ပါခင်ဗျာမဲစင်းလာကြည့်ရဟုတ်ကဲ့ပါခင်ဗျာဟုတ်ပါအခုနာမည်လေးမိတ်ဆက်ပြီကျွန်တော်နာမည်ကျော်ကက်လင်းပါဗျာအခုလိုမိသားစုကဒါဘယ်နှစ်ယောက်ပါလဲကျွန်တော်မိသားစုကတော့ကျွန်တော်ဟောပေါ့မိသားစု6ယောက်ရှိတဲ့နေရာမှာပါကိုတယောက်ကတော့ကြံခဲ့တာပေါ့ဗျာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်သူ့ကိုဒါမဲစင်းကျန်တဲ့ကြောင့်ဒါတက်ဆိုင်ရောဒါသတင်းပို့ပေးရမှာပေါ့ဟုတ်ကဲ့ဗျာကျွန်တော်တက်ဆိုင်ရာရက်ွက်ကိုသတင်းပို့တာဟောကြေးရပေါ့ကော်မရှင်သတင်းပို့ကကျွန်တော်ပုံစံ3နဲ့ပြန်ပြီးတော့ရှောက်ပါတယ်ရွေးကောက်ပွဲလေးနဲ့ပတ်သက်ပြီးမိကုန်းလေးနည်းနည်းလောက်မေးလို့ရမလားဟုတ်ကဲ့ပါမေးပါခင်ဗျာ
ဟုတ်ကဲ့ပါအခုဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲပေါ့လေ ဟုတ်ကဲ့ပါဗျာ အဲဆိုပြည်သူတယောက်အနေနဲ့ဒါဘယ်လိုမြင်လဲဆိုတာဒီအမြင်လေးကိုပြောပြပါဦး ဟောကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လာတော့ခါကြတော့အရသားအစိုးရတရက်ပြောင်းပြရဆိုတော့ကျွန်တော်တို့ဝမ်းတာတာပေါ့ဗျာနော်ဟုတ်ကဲ့ပါဗျာဒါဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမှာပေါ့လေဘယ်လိုကိုယ်စားလှယ်လောင်းမျိုးတွေဘယ်လိုပါတီမျိုးတွေကိုမဲပေးသွားမှာလဲဗျ ကျွန်တော်အဲ့ဒါတော့ကိုယ်စားလှယ်လောင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်မှာပေါ့ဗျာနော်တော့ပါတီကိုတော့မကြည့်ပါဘူးပါတီကိုတော့ကျွန်တော်တို့ကြည့်မှုတော့မရှိပါဘူးကိုယ်စားလှယ်လောင်းတော့ကိုယ့်ရဲ့ရက်ရွာကိုအကျိုးပြုမဲ့လို့ဆိုရင်ကျွန်တော်တို့တော့လဲထည့်ပေးပါပါမယ် ဟုတ်ကဲ့ပါဒီရွေးကောက်ပွဲနဲ့ကြော်ဖြတ်လာမဲ့ဒီအစိုးရကိုဘယ်လိုအစိုးရမျိုးကိုဒါလိုချင်ပါတယ်ဗျ ကျွန်တော်တို့တော့ပြည်သူပေါ်ပြန်ကြည့်တဲ့အစိုးရမျိုးပေါ့နော်ကျွန်တော်တို့က2020အသိစိန်လိုမျိုးအစိုးရဆိုရင်တော့တိုက်ပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ မင်္ဂလာပါ မင်္ဂလာပါရှင်ကျမနာမည်ကဒေါ်လူဝင်းနာလို့ခေါ်ပါတယ်ကျမဒီကျိုင်းတူရဲ့ဇာတိပေါ့ဒီမှာနေပါတယ်တိုင်းရည်သူဖြစ်ပါတယ်လောင်းကိုတိုင်းရည်သူလေးပါ ဟုတ်ကဲ့ပါကျွန်တော်ဒီဇင်ဘာ28ရက်နေ့ကြလို့ရှိရင်ရွေးကောက်ပွဲလုပ်တော့မှာဆိုတော့ဒီမဲပေးဖို့အတွက်အစဉ်သင့်ဖြစ်နေပြီလားဗျ ဟုတ်ကဲ့ရှင်အစစ်တင်တော့ဖြစ်နေပါပြီ ဟုတ်ကဲ့ပါအရင်တော့ကတော့မဲပေးဘူးလားဗျ ပိန်းဘူးပါတယ် ဟုတ်ကဲ့အရင်မဲပေးတာနဲ့အခုမဲပေးတာနဲ့ဆိုဘယ်လိုကွာလဲဗျ အရင်မဲပိန်းတာနဲ့ဆိုအခုနဲ့ဆိုကွာတာပေါ့အရင်ကနဲ့ဆိုစာရွက်နဲ့ပေးတယ်ပေါ့အခုကစက်နဲ့ခလုံးနဲ့ပဲနှိပ်ပြီးတော့ပေးပါတယ်ဒါတခုတော့အခုဟိုကောင်းတာပေါ့အခုခေတ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တိုင်းသူတယောက်အနေနဲ့ဘယ်လိုမြင်ပါလဲဗျ ဟုတ်ကဲ့ကျမတို့ပြည်သူတွေကပေါ့ဒီမိုကရေစီကိုလိုလားကြတဲ့အတွက်အသက်16နှစ်ပြည့်တဲ့သူတိုင်းမဲပေးယူကိုတွားပြီးတော့မဲပေးစီချင်ပါတယ်ရှင် ဘယ်လိုပါတီမျိုးဘယ်လိုကိုယ်စားလှယ်လောင်းမျိုးကိုမဲပေးသွားဖို့စီစဉ်ထားပါတယ်လေဗျ ဟုတ်ကဲ့အဓိကတော့ကိုမြို့ရဲ့ကိုရွာရဲ့ကိုဒေသမှာဦးစီးဦးဆောင်လုံနိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့ဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ရွေးကောက်ပွဲကနေပြီးတော့ကြော်ဖြတ်လာမဲ့အစိုးရကိုဘယ်လိုအစိုးရမျိုးလိုချင်ပါလဲဗျ ကျမတိုင်းရည်သူအနေနဲ့နိုင်ငံတော်ကိုငေးချရေးပေးနိုင်တဲ့သူကိုနေဆဒေတာနဲ့ပြင်မနဲ့မချမ်းပေါ့တိုးတက်အောင်ဆောင်ရွက်ပေးနိုင်တဲ့သူခလေးသူငယ်အခွင့်အရေးအမျိုးသမီးကဏ္ဍမှာလည်းပြပြတိုးတက်အောင်စီမံဆောင်ရွက်ပေးနိုင်တဲ့အစိုးရကိုလိုချင်ပါတယ် ဟုတ်ကဲ့ပါအခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ် အခုမင်္ဂလာပါဗျာ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ အခုနာမည်နဲ့နေရာလေးစာလေးမိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ကဦးမိုးရှိပြပါတယ်ချမ်းပြည်နယ်ရှေးပိုင်းကျိုင်းတုံမြို့နယ်မန်းစင်ကျော်စုရုပ်ပြပါနေတိုင်းပါတယ်လက်ရှိတောင်တော့ကျွန်တော်ဘွာတိုင်းသားငုံမြရဲ့စာပေနဲ့ရည်ကြည်မှုရဲ့အသေးမှုတောင်ထပ်ဆောင်နေပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီဇင်ဘာ28ရက်နေ့ထူထူရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဦးလေးနေတဲ့အမြင်လေးပြောပြပေးပါအောင်ဗျာ လာမယ့်ဒီဇင်ဘာ20ရက်နေ့ရေကောက်ပွဲအနေနဲ့ဒီမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာနေတဲ့တဲ့ကြောင့်ဘယ်သူတက်တက်ကျွန်တော်တို့အဖေပါပဲဖြစ်နိုင်ရင်တော့တကယ်ပညာအရေးချင်းပြဝတဲ့လူအပေးခေါ်ရှိတဲ့လူဘုဒ္ဓကကျေဝတဲ့လူနဲ့အများအကျိုးအတွက်ကြည့်ပြီးတော့နိုင်ငံတော်အုပ်ချုပ်နိုင်မဲ့လူအများအားလိုလားပါတယ်နောက်တစ်ချက်ကျွန်တော်တို့ကနိုင်ငံကအခုကစီးပွားရေးနဲ့တအားကျတဲ့အချိန်မှာစီးပွားရေးကဏ္ဍကျန်းမာရေးကဏ္ဍလူမှုရေးကဏ္ဍလမ်းပတ်ဆက်တွေကဏ္ဍဒါဒီကောင်းမွန်အောင်ချုံးမွေးနေအောင်ပြုပြင်နိုင်မဲ့လူမျိုးလည်းလိုလားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဦးလေးတို့ဟိုတိုင်းသားတယောက်အနေနဲ့ပေါ့လေဒီကျွန်တော်တို့တော်ကနေပေါ့ကြော်ဖြတ်လာမဲ့အစိုးရမျိုးကြတော့ဟိုဒီဒေတာတွေပတ်သက်တဲ့ဟာတွေကိုဘာတွေလှုပ်ဆောင်ပေးစေချင်တော့ဗျ ရေကောပေါ်ပြီးလို့လူတော်ကိုယ်လေးတက်လာမဲ့လူတော်ကိုယ်လေးအားလုံးကိုပြနိုင်သူ့နေရာနဲ့သူ့ဒေတာနဲ့သူပေါ့လိုအပ်ချက်ရှိတယ်လို့လိုက်ဆောင်ရွက်ပေးနိုင်ဖို့လူတရားနဲ့တယောက်ချစ်ခင်နေထိုင်မှုအစိမ့်တမ်းမြင်မစေဖို့အမောအတီးအမောဘာလဲမောင်းတာတွေပဲမရှိဘဲနဲ့တယောက်နဲ့တယောက်ချစ်ချစ်တည်းလေးလေးဆဆနဲ့အတူတကွကိုယ်နိုင်ငံတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မဲ့လူမျိုးကိုလိုလားပါတယ်ခင်ဗျာ ညီမမင်္ဂလာပါ မင်္ဂလာပါရှင် ညီမနာမည်လေးမိတ်ဆက်ပေးပါဦး ကျမနာမည်ကဒေါ်အဆန်လို့ခေါ်ပါတယ်ကျမကဝပိဆိုင်မနေထိုင်ပါရှင် ဟုတ်ကဲ့ပါ
ဒါပေမဲ့ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ထူထူရွေးကောက်ပွဲပေါ်တိုင်းသူတယောက်အနေနဲ့ဘယ်လိုမြင်လဲဆိုတာလေးပြောပြပေးပါဦး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျမတို့တိုင်းသူတယောက်အနေနဲ့ကျမတို့အမြင်နဲ့ပြောရမယ်ဆိုရင်ပေါ့နော်ရွေးကောက်ပွဲကတော့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာနိုင်ငံတစ်ခုထဲရွေးကောက်ပွဲလုပ်တာမဟုတ်လေနိုင်ငံအသီးသီးမှာကိုကြည့်မယ်ကဘာကိုကျမတို့ချင်းနဲ့ကြည့်မယ်ဆိုရင်ရွေးကောက်ပွဲကတော့လူတိုင်းကတော့လုပ်နေကြတာပဲလေနော်အဲအကြောင်းထွေထွေတော့ဘာမှပြည့်ပြောစရာမရှိပါဘူးဟုတ်ကဲ့ ဟုတ်ကဲ့ပါညီမတို့ဒေသမှာရွေးကောက်ခံမဲ့ကိုယ်စားလှယ်လောင်းတွေအများကြီးရှိမှာပါအဲ့ဒီမှာဘလို့ကိုယ်စားလှယ်လောင်းတွေဘလို့ပါတီတွေကိုညီမတို့ကရွေးပြီးတော့မဲပေးသွားမှာလဲ ကိုယ်စားလှယ်လောင်းတွေပါတီတွေပြောရမယ်ဆိုရင်လေကျမတို့အဲ့ဒါအတိကအယူအဆွဲတော့မရှိဘူးပေါ့နော်ဒါပေမဲ့အတိကကိုယ်စားလှယ်လောင်းဆိုရင်အမှန်တကယ်ပဲအလုတ်လုတ်တဲ့သူပေါ့နော်အမှန်တကယ်အလုတ်လုတ်တဲ့သူကိုကျင့်တရားကောင်းတဲ့သူပြီးတော့အမှန်တကယ်ပြည်သူတွေအပေါ်မှာကြည်တက်တဲ့သူဆိုကျမတို့ဘယ်သူမှဆိုတော့ဘယ်လူမျိုးမှဆိုကျမတို့ကတော့ရွေးချယ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါရွေးကောက်ပွဲကနေကြော်ဖြတ်လာတဲ့အစိုးရကိုဘလို့အစိုးရမျိုးဖြစ်စေချင်လဲဗျ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုအစိုးရမျိုးဖြစ်စေချင်တယ်ဆိုရင်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်မပြောမှဆိုရင်တော့အမေတကယ်အစိုးရဆိုနေနော်ဘယ်သူမဆိုပေါ့နော်ကျွန်မတကယ်ပြည်သူတွေကိုချစ်တဲ့သူတွေပေါ့နော်နင့်နဲ့ခံပေးတဲ့သူကြည်ပေးတဲ့သူဘို့တော့ကျွန်မတို့ကတော့ပို့တော့မှနှစ်သက်တာပေါ့နော်ပို့တရားမျှတတဲ့သူတော့ကျွန်မတို့ပို့တော့နှစ်သက်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါညီမဟိုအရင်တုန်းကရွေးကောက်ပွဲတွေလည်းလက်မဟိုပါပေါ့ကျွန်တော်တို့ဒီမဲပေးဘူးမယ်လို့ထင်ပါတယ်အဲကြောင့်အရင်ရွေးကောက်ပွဲနဲ့အခုရွေးကောက်ပွဲနဲ့ဆိုလို့ရှိရင်ဘယ်လိုကွာခြားလဲဆိုတာလေးလည်းပြောပြပေးပါဦး အရင်နဲ့အခုနဲ့ဆိုရေကောက်ပွဲပတ်သက်ပြီးတော့ကျမတို့ဘာကွာချချက်လဲဆိုတော့အရင်တော့ဆိုကျမတို့ကကိုတိုင်းမဲယုံသွားတော့မှကျမတို့လက်နဲ့ရေးတဲ့စနစ်တွေနော်အခုကျအဲ့လိုစနစ်မဟုတ်တော့ဘူးနော်အခုကျ digital စနစ်နဲ့ပတ်သက်ပြီးတော့မှပိုတော့အစစ်မြင့်လာတော့ကျမထင်တာတော့ပိုတော့မှတော့တိကျမှာတော့ကျမတို့ထင်ပါတယ်ဟုတ်ကဲ့ အဲ့တော့ဆိုလို့ရှိရင်ဒီ digital ဆက်နဲ့ပေါ့လေညီမဘယ်နှခါစမ်းပြီးတော့ပေးပြီးသွားပြီလဲ digital နဲ့ပတ်သက်ပြီးတော့မှကျမတို့ကတခါတော့ဆန်းဖူးတယ်ဒီမှာဘာဖြစ်လို့လဲဆိုတော့ဒီချင်းတော့ကျမတို့ဒီရဲ့ရွာနေမှာကျမတို့ခေါ်တယ်ဟိုဖုန်ကြီးကျောင်းပေါ့နော်ကျမပညာပေးတာပေါ့နော်ဘယ်ပုံစံမျိုးစနစ်နဲ့ကျမတို့ကမဲပေးရမယ်ဘယ်အစေးရောင်ပြရဆိုကျမတို့လက်ပွေကနေကျမတို့နှိပ်ပေးရမယ်အကြောင်းအရာတော့ကျမတို့သိထားပါလားဟုတ်ကဲ့ ဟုတ်ကဲ့ပါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗာများဖြစ်ဆက်ဖို့ပြောချင်နေလေဗျ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဖြစ်ဆက်ချင်တယ်ဆိုရင်တော့ဒါကတော့အောင်မြင်တော့ပိုကောင်းတာပေါ့နော်အောင်မြင်ခြင်းတစ်ခုတော့ကျမတို့မျိုးလင့်ပါတယ်လို့ကောင်းတဲ့အရာနဲ့အောင်မြင်ခြင်းတစ်ခုပတ်နိုင်တော့ကျမတို့မျိုးလင့်နေပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဦးလေးမင်္ဂလာပါ မင်္ဂလာပါ ဦးလေးနာမည်လေးမိတ်ဆက်ပေးပါအောင်ဗျ ကျွန်တော်နာမည်ကျွန်တော်ဦးညီနာဖြစ်ပါတယ်ကျွန်တော်ဒီရှားရှင်းပိုင်းမှာကျွန်တော်ကတိုင်းသားစာပေနဲ့ဒီမှုကိုထပ်ဖြစ်ပါတယ် ဟုတ်ကဲ့ပါဦးလေးဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ကျွန်တော်တို့ထူထူရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါတိုင်းသားတယောက်အနေနဲ့အမြင်လေးပြောပြပေးပါအောင်ဗျ ကျွန်တော်ဒီနေရွေးကောက်ပွဲကိစ္စကျတော့ကျွန်တော်ကတော့ဘာမှကောင်းကွက်ရှာလည်းမရှိပါဘူးအဓိကငါတို့တိုင်းပြည်မှာငင်းချမှုလိုအပ်ပါတယ်ပေါ့နော်ဘယ်အဆွတက်တက်ဘယ်သူတက်တက်ဘယ်လူကြီးလို့ကျွန်တော်တော့ဘာမှသိပြောရှာမလိုပါဘူးတော့နော်ကျွန်တော်သဘောတူပါတယ်အဓိကငါတို့တိုင်းပြည်မှာငင်းချမှုအရေးကြီးပါတယ်နံပါတ်1ကျွန်တော်တိုင်းပြည်မှာပညာရေးနံပါတ်2ကကျန်းမာရေးစီးပွားရေးအဲ့ဒီ3ချက်ကအရေးကြီးပါတယ်ဘယ်သူတက်တက်ဘယ်သူအုပ်ချုပ်ကျွန်တော်တော့ဘာမှသိပြောရှာလို့မလိုပါဘူးလက်ခံပါတယ်ကျွန်တော်တို့လည်းကြိုးဆိုပါတယ်message စံတာလည်းထည့်ဖို့လည်းကျွန်တော်တို့ပါဝင်ပါတယ်ကျွန်တော်လည်းအာတန်နဲ့ထည့်ချင်ပါတယ်ဘောလို့ကျွန်တော်ဘာမှသိပြောရှာမလို့အခုဒီကငါတို့တိုင်းပြည်ကိုငင်းချမ်းရေးငင်းချမ်းဖို့အရေးကြီးပါတယ်လို့ကျွန်တော်အဲ့လိုပဲတင်ပြချင်ပါတယ်ဘောနော် ဟုတ်ကဲ့ပါဦးလေးတို့တိုင်းရင်းသားတွေအနေနဲ့ကလေဒီမဲဘယ်နှမဲထည့်ရမယ်လို့သိထားပါတယ်လေဗျ ကျွန်တော်ဒီရှမ်းအရှေ့ပိုင်းမှာကျွန်တော်ကကိုယ်စလေကတော့ပြည်နယ်လူတော်အမျိုးသားလူတော်နောက်ပြည်နယ်လူတော်တော့ဒီပါတယ် တိုင်းရင်းသားရေးရဝန်ကြီးရောပေးရအောင်မလားဗျ ပေးရအောင်ခင်ဗျ ဟုတ်ကဲ့ပါအဲ့တော့ဘလို့ကိုယ်စားလှယ်လောင်းတွေကိုမဲပေးသွားဖို့စီစဉ်ထားပါလေဗျ ဒီချင်းစီမဲလူပဲပညာတတ်မဲလူပေါ့နော်ပွဲရမဲလူတွေအချင်းတွေအပေါ်ပေါင်းတာပေါ့နော်အဲ့ဒါကြောင့်ဒီပညာတတ်တာပဲတိုင်းပြည်အုပ်ချုပ်လို့အဆင်ပြေပေါ့နော် ဟုတ်ကဲ့ပါခင်ဗျဟုတ်အဲ့တော့ဒီဦးလေးတို့အနေနဲ့ကလေဒီလွတ်တော်ကနေပဲကြော်ဖြတ်လာမယ်အစိုးရမျိုးကြတော့ဘလို့အစိုးရမျိုးဖြစ်စေချင်တော့ဗျ အခုကဒီအရှာလည်းကောင်းပါလေအဓိကတိုင်းပြည်ကိုဦးစားပေါ့တန်းသူညီမြပေါ့နော်အုပ်ချုပ်ဖို့အရေးကြီးပါတယ်တန်းသူညီမြဆောင်းတော့ပဲအရှာတက်ဟိုရပါတယ်လက်ခံပါတယ်ခင်ဗျ ဟုတ်ကဲ့ပါဦးလေးဘာမှဖြစ်ဆက်ပဲပြောချင်နေတော့ဗျ
အေးကျွန်တော်လည်းပါသိပြောချင်ပါရှိပါဘူးဖြစ်ခင်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ အားလုံးကြည့်စီပါတယ်